င်္ဂလာပါကျွန်တော်ကတော့ SME ရဲ့ Business Advisor ကိုပြောင်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်ကနေပြီးပေါ့ Hosting နဲ့ Distribution Industry တွေမှာဟိုလူမှာပါရှိတဲ့ feature တွေ function တွေပေါ့ဘယ် function feature တွေကနေပြီးတော့ဒီ hosting industry နဲ့ကိုက်ညီမယ်အသုံးပြုရင် powerful ဖြစ်မယ်ဆိုတဲ့ knowledge sharing တွေကိုမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီမှာဆိုရင်ကျွန်တော်တို့အဓိကပေါ့နော် Udu မှာဒီ hosting အတွက်ဆိုရင်ပေါ့နော် hosting distribution အတွက်ဆိုရင်ကျွန်တော်တို့အဓိက module တွေဖြစ်တဲ့ဒီ customer relation အတွက်ဒါ CRM တွေသုံးရမယ်ပြီးတော့ကျွန်တော်တို့ကဒီအယောင်ပိုင်းအတွက်ဆို sales တွေသုံးပါပေါ့ CF တွေသုံးမယ်ပြီးကျွန်တော်တို့ကရောက်အဝယ်ပိုင်းတော့ပေါ့နော်ကိုပစ္စည်းဝယ်မယ်ဆို purchase ဆိုတဲ့ module တွေသုံးမယ်ပြီး stock controller အတွက်ဆိုတာ inventory တွေသုံးပါပေါ့နော်ပြီးမှကျွန်တော်တို့နောက်ဆုံးငွေစင်းပိုင်းတွေပြီးတော့ကျွန်တော်တို့ invoice ပိုင်းတွေအတွက်ဆိုရင်ဒါကျွန်တော်တို့ accounting နဲ့ invoice ဆိုပြီးတော့ဒီ module တွေကို key module အနေနဲ့ကျွန်တော်တို့ဒီ wholesale distribution industry တွေမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီ Udu ထဲမှာရှိတယ်เนาะဒီကျွန်တော်တို့ powerful ဖြစ်တဲ့ function တွေကကြတော့ပေါ့เนาะတော့အများကြီးတော့ရှိတယ်ဒီထဲမှာကျွန်တော်ကနေအနေငယ်ကိုပေါ့เนาะမိတ်ဆက်ပေးရှင်းပါတယ်အဓိကကျွန်တော်တို့ကနေပြီးတော့ banner စီကနေပြီးတော့ကိုကနေ purchase order တင်တော့မဲ့ခါကျရင်ကျွန်တော်တို့ကနေပြီးတော့ဒီ RFQ state တွေလုပ်လို့ရတာဟာရှိရပါတော့เนาะကိုကနေ quotation land တောင်းလို့ရတဲ့အပိုင်းတွေရှိမယ်နောက်ပြီးတော့ဒီ purchase တွေမှာပဲပေါ့ကျွန်တော်တို့က reorder room ဆိုတဲ့ဟာတွေတတ်မှတ်ထားလို့ရတာပေါ့เนาะဘယ်အချိန်မှာကိုပစ္စည်းက stock နေပြီလဲ stock နေတဲ့ခါကျရင်ဘယ်အချိန်မှာပြန်ဝယ်မလဲပေါ့เนาะဒီလို reorder room တတ်မှတ်လို့ရတာရှိမယ်နောက်ပြီးတော့ကျွန်တော် warehouse ဟို control လုပ်လို့ရတဲ့အပိုင်းတွေရှိမယ်နောက်ပြီးကျွန်တော်တို့က bell banner ဒီ banner စီမှာပေါ့เนาะဒီပစ္စည်းကိုဘယ်နေ့ကဘယ်အချိန်ကဘယ်လောက်နဲ့ဝယ်ထားလဲနောက်တစ်ခါရောဒီပစ္စည်းရဲ့တန်ဖိုးတူညီတာကိုဘယ်လောက်ဝယ်ထားလဲပေါ့เนาะဒီလို price history တွေကိုလိုက်လို့ရမယ် price comparison လိုက်လို့ရမယ်ကျွန်တော်တို့ function feature တွေလည်းပါရှိမှာဖြစ်ပါတယ်ပြီးကြတော့ဒီ sale ပိုင်းမှာဆိုရင်လည်းပေါ့เนาะကျွန်တော် quotation တွေဖွင့်လို့ရတာရှိမယ် customer quotation ဖွင့်လို့ရတာရှိမယ်နောက်အဓိကကျွန်တော်အမေးများတဲ့ကျွန်တော် customer အမေးများတဲ့ကျွန်တော် multiple price list ရတာပေါ့เนาะကျွန်တော် multiple price list တွေသုံးလို့ရမယ်ပြီးတော့ UOM တွေကိုလည်းကျွန်တော်တို့ကနေပြီးတော့တစ်ခုတည်းမကပေါ့เนาะအများကြီးကျွန်တော်တတ်မှတ်ပြီးတော့ multi UOM တွေသုံးယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့ကဒီ wholesale မှာဆိုရင်ပေါ့နော်အဓိကကြောင့် branch တွေခွဲတာရှိမှာပေါ့နော်ကိုမှာကဟိုရန်ကုန်မှာပဲ industry ဟိုကျွန်တော် business လုပ်ငန်းရှိတာမဟုတ်ဘူးပေါ့နော်ကျွန်တော်နယ်ဒီမှာလည်းကျွန်တော်တို့ဒီလုပ်ငန်း wholesale လုပ်ငန်းရှိတယ်ဆိုရင်ကိုက branch တွေခွဲပြီးတော့ဒီ branch တွေကိုပါကိုကဒီ software တစ်ခုတည်းနဲ့ကိုထုတ်လုပ်ချင်တယ်ပေါ့နော်ဒီ warehouse တွေခွဲတာတွေပေါ့နော်ဒီ warehouse တွေကတော့ကျွန်တော်တို့ကဒီမျိုး internet transfer တွေပေါ့နော်ဒီပစ္စည်းကိုတခြား warehouse ကိုပို့မယ်တခြား branch ကိုပို့မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော် central warehouse ကနေပြီးတော့ control လုပ်တဲ့ warehouse management ပိုင်းတွေပေါ့နော် multi warehouse တွေ multi location တွေပြီးတော့ stock ကဘယ်ကနေအဝင်ထွက်သွားတယ် stock movement တွေပေါ့နော်ဒီလိုမျိုးကျွန်တော် function feature တွေကိုလည်းဒီ Udu ထဲမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော် payment time ပေါ့နော်အများစုကျွန်တော်တို့ customer တွေကျွန်တော်တို့အမေးခံရတာတွေရှိပါတယ်ခင်ဗျဒီလိုကျွန်တော် payment time တွေဘယ်လိုမျိုးသတ်မှတ်လို့ရလဲပေါ့နော်ကျွန်တော်တို့မှာ payment time တွေမျိုးစုံသတ်မှတ်လို့ရတာရှိတယ်ပြီးတော့ကျွန်တော် down payment နဲ့ပေးချင်တယ်လားပေါ့နော် down payment မှာလည်းကျွန်တော် percentage နဲ့ပေးတာရှိမယ် percentage နဲ့ပေးလို့ရတာရှိမယ်နောက်ပြီးတော့ fixed asset နဲ့ကျွန်တော်လက်ခံလို့ရတာရှိမှာပေါ့နော်နောက်ပြီးကျွန်တော်တို့က ARAP တွေပေါ့နော် account receivable တွေ payable တွေသတ်မှတ်လို့ရမယ် outstanding amount ကိုထည့်လို့ရမယ်ဒါတွေကိုကျွန်တော်တို့ကနေ overdue ဖြစ်သလား over limit ဖြစ်သလားပေါ့နော်ဒါလေးကို control လုပ်လို့ရမယ်အပိုင်းတွေပါမယ်နောက်ပြီးတော့ return လို့ refund လို့ပေါ့နော်ဒီလို functionality တွေလည်းကျွန်တော်တို့ဒီ Udu ထဲမှာစုံလင်ပါရှိတာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော် report ပိုင်းပေါ့နော် report ပိုင်းမှာဆိုလည်းဒီကိုမှာကကြတော့ဗောနော်ကိုရဲ့လုပ်ငန်းမှာကြတော့ဒီ wholesale industry မှာကိုကခဏခါကြော်ပြီးတော့ branch ကတခုထက်မကရှိတာဗောနော်ဒီ branch တွေရဲ့ကျော်သူ့ရဲ့သက်ဆိုင်ရာ financial report တွေဗောနော် accounting report တွေ financial report တွေကို control လုပ်ချင်တယ်ဆိုတော့ဒီ Udu software တခုတည်းမှာပဲဗောနော်ကျွန်တော် branch တွေခွဲပြီးတော့သူ့မို့ကျွန်တော်ဟို branch တွေမှာရှိတဲ့သူရဲ့သက်ဆိုင်ရာ accounting တွေဗောနော်သက်ဆိုင်ရာ accounting ဘိုင်းတွေသက်ဆိုင်ရာ finance ဘိုင်းတွေနဲ့ကျွန်တော်ဒီတခုတည်းမှာ software တခုတည်းမှာ control လုပ်ပြီးတော့ကြည့်လို့ရမှာဗောနော်ဒီလိုကျွန်တော် multiple report တွေ finance တို့ journal နဲ့ပတ်သက်တဲ့ဗောနော်report တွေအများကြီးလည်းကျွန်တော်ကြည့်လို့ရမယ်နောက်တစ်ခုကျွန်တော် Udu ထဲမှာပါတဲ့တခု powerful ပြတဲ့ feature တော့ stock valuation ပေါ့နော်ကျွန်တော်ဒီ stock တစ်ခုကိုအဝယ်တင်လိုက်ပြီးကျွန်တော်လက်မခံခင်လက်ခံပြီးချိန်မှာကျွန်တော် valuation ဘယ်လိုဆင်းသွားလဲပေါ့နော်ဒီလိုမျိုးကျွန်တော် stock valuation report တွေကြည့်လို့ရမယ်ပိုင်းတွေရှိမယ်နောက်ပြီးတော့ analytic accounting ပေါ့နော်ဒါလည်းကျွန်တော်တို့ကနေပြီးတော့ branch တွေခွဲမယ်ဆိုရင်ဒီ branch အတွက်ကိုကျွန်တော်ကဘယ် department ကဘယ်လောက် expand တွေတုံးလဲဘယ်လောက် budget တုံးလဲပေါ့နော် budget management နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ department တွေရဲ့အသုံးစရိတ်နဲ့ပတ်သက်ပြီးတော့ budget ပေါ့ဒီလို analytic accounting ဆိုတဲ့ feature လေးတွေပါရှိတာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့အားလုံးသိကြကြ PN လို့ကြည့်လဲကြလို့ပေါ့နော်ပြီးတော့ကျွန်တော် balance sheet လို့ပေါ့ဒီ report ပေါင်းစုံလဲကျွန်တော်ဒီ Udu function ထဲမှာ Udu software ထဲမှာပါရှိတာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ကနေပြီးဒီ wholesale distribution industry မှာပေါ့နော်ဒီ POS ဟိုကျွန်တော်တို့ဒီ Udu ထဲမှာဘယ်လိုမျိုး functionality ရှိမလဲပေါ့နော်ဘယ်လို function တွေအသုံးပြီး powerful ပို့ဖြစ်မလဲကိုယ့်ရဲ့လုံးဝ smooth ဖြစ်အောင်လက်ပန်းနိုင်မလဲဆိုတာကိုအနေငယ်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်လည်းကျွန်တော် demonstration ရဆိုရင်ဒါကကျတော့ central warehouse တစ်ခုကနေပြီးတော့ပေါ့နော် branch တစ်ခုချင်းစီကိုကျွန်တော်ကကိုယ့်ရဲ့ store တွေကို transfer လုပ်တာတွေပြီးတော့ delivery ပို့တာတွေနောက်ဆုံး customer လက်ထဲရောက်တဲ့အထိ invoice တွေကိုကျွန်တော်တို့ကကျွန်တော် soft copy ရော hard copy ရောနှစ်မျိုးလုံးကကျွန်တော်တို့ကနေ customer စီကိုပို့လို့ရမယ်အပိုင်းတွေပေါ့နော်ဒီလိုအပိုင်းတွေကိုလည်းကျွန်တော်ဒီ Udu software တစ်ခုတည်းမှာပဲ control လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ပေါ့နော်ဒီ
O2 ကိုကျွန်တော်ဒါ slide လေးပြပေးတာဖြစ်ပြီးတော့နောက်ပြီးရင်ကျွန်တော် demonstration လေးပေါ့နော် demonstration ဆိုတာထက်ကျွန်တော်ဒီဘယ် functional တရားဘယ်လိုမျိုးအသုံးဝင်နေလဲပေါ့နော်ဘယ် functional တရားဘယ်လိုမျိုးရှိလဲဆိုတာကိုအနေငယ်မိတ်ဆက်ပြမှာဖြစ်ပါတယ်ခင်ဗျာOkay ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် demonstration လေးပေါ့နော် demonstration ဆိုတာထက်ခဏကျွန်တော်ပြပေးခဲ့တဲ့ဒီ slide ထဲမှာပါတဲ့ feature လေးတွေပေါ့နော် key feature လေးတွေ function powerful ဖြစ်တဲ့ function လေးတွေကိုကျွန်တော်အနေငယ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးပေါ့နော် customer တွေအများဆုံးမိကုန်းကကျတော့ဒီကျွန်တော်တို့ software တွေမှာ multiple price တွေတတ်မှတ်လို့ရလားပြီးတော့ multiple UM တွေ unit measurement တတ်မှတ်လို့ရလားပေါ့နော်ပြီးရင် payment တွေကဘယ်လိုမျိုးရှိလဲပေါ့နော် payment ကိုကျွန်တော်ဘယ်နှမျိုးခွဲပြီးတော့တတ်မှတ်လို့ရလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့ဒီ function တွေမှာအသုံးပြုဒီ software တွေမှာအသုံးပြုလို့ရတာပေါ့နော်ဒါတွေအများဆုံးဖြစ်ပါတယ်ဟုတ်ကဲ့ဒါကိုကျွန်တော်ကနေပြီးတော့အနေငယ်ပြသပေးမှာဖြစ်ပါတယ်ဗျအရင်ဦးဆုံးပေါ့နော်ကျွန်တော်တို့ကနေပြီးကျွန်တော်တို့စီမှာဒီ UM ပေါ့နော် unit of measurement ဘယ်လိုတတ်မှတ်လဲပေါ့နော်unit measurement ကိုကြတော့ကျွန်တော်တို့က unlimitation ထားတာပေးတာဖြစ်ပါတယ်ခင်ဗျကျွန်တော် configuration တွေကနေပြီးတော့ကျွန်တော်ဒီမှာ unit of measurement category ဆိုတာလေးရှိပါဒီကကျွန်တော်ဝင်လိုက်မယ်ဒီထဲမှာကျွန်တော်သတ်မှတ်ပြီးဒါ UM လေးရှိတာပေါ့နော်ဒီထဲမှာကျွန်တော်ကနေထပ်ပြီးအတစ်သတ်မှတ်ခြင်းနဲ့ဆိုရင် new ဆိုတဲ့ feature လေးကိုနှိပ်ပြီးတော့ကိုလိုအပ်တယ်လို့သတ်မှတ်လို့ရတာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ပေါ့နော် pack ရှိမယ်ဒါဇင်ရှိမယ် PCS ရှိမှာပေါ့နော်အကြီးဆုံးကတော့ packထုတ်ရောင်းတယ်ပြီးဒါစင်ခွဲရောင်းမယ် PPC အသေးမွှားလေးတွေထုတ်ရောင်းမှာပေါ့ဒါဆိုရင်ကိုယ့်အတွက် order တင်တဲ့ခါပဲဖြစ်ဖြစ်ရောင်းတဲ့ခါပဲဖြစ်ဖြစ်အလွယ်တကူရွေးချယ်ပြီးတော့အသုံးပြုလို့ရနိုင်တာဖြစ်ပါတယ်ခင်ဗျဒါလည်းကျွန်တော်တို့ကနေပြီးအများကြီးတတ်မှတ်လို့ရတယ် limit မရှိတာဖြစ်တဲ့အတွက်ပေါ့ limit မရှိတာဖြစ်တဲ့အတွက်လူကြီးမျိုးလုပ်ငန်းမှာအလွယ်လိုအပ်တယ်လို့ပေါ့နော်အတင်းလျော်တော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကျတော့ကျွန်တော်တို့ဘာရှိမလဲဆိုတော့price list ပေါ့နော် price list ဆိုလဲကျွန်တော်ဘယ်နှမျိုးသတ်မှတ်လို့ရလဲပေါ့နော်ဒီ product အောက်မှာကျွန်တော် price list ဆိုတဲ့ feature လေးရှိတယ်ဒီ feature လေးရဲ့ထဲမှာလဲကျွန်တော် price list တွေကိုပေါ့နော်တစ်ခုတက်မှတ်ကသတ်မှတ်လို့ရတာဖြစ်ပါတယ်ဒီမှာကျွန်တော်သတ်မှတ်ထားလို့ B2B စေးပေါ့နော်တို့မှကျွန်တော် wholesale retail ပေါ့နော်ဒီလိုမျိုးကျွန်တော်သတ်မှတ်ထားလို့ပဲလူကြီးမျိုးအသစ်သတ်မှတ်ခြင်းနဲ့ဆိုရင်လည်း new တွေကဝင်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဘယ် customer အတွက်ကိုဘယ်လောက်စီနဲ့ပေးမယ်ဒီ customer ကိုရဖောက်တယ်ဘယ်လောက်စီနဲ့ပေးမလဲပေါ့နော်ဒါ wholesale တွေမှာအမြဲရှိနေကြကျွန်တော် price list လေးပေါ့နော်C1 C2 C3 ခွဲချင်တာလားပေါ့နော်ဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးဒါဆိုမန္တလေး customer ဆိုလောက်ပေးမယ်ရန်ကုန် customer ဒီလောက်ပေးမယ်ပေါ့နော်ဒါလိုကျွန်တော်တို့ကဒီ price list ထဲမှာလာပြီးတော့အလွယ်တကူသတ်မှတ်လို့ရတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့နာမည်ထည့်ပြီးဆိုရင်ဒီ added line ဆိုတဲ့နေရာလေးကနေပြီးတော့ product တစ်ခုတည်းပဲသတ်မှတ်ချင်တာလားသို့မဟုတ်ကျွန်တော် all product သတ်မှတ်ချင်တာလား category လိုက်ခွဲပြီးသတ်မှတ်ချင်တာလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကနေပြီးတော့ခွဲ option တွေရွေးလို့ရမယ် product အတွက်ပြီးတော့ကျွန်တော် price type ပေါ့နော်ဒီ price ကိုကျွန်တော် discount ပေးမှာ customer မဟုတ်ဘူးဆိုကျွန်တော် fixed price လေးပေါ့နော်ပုံမှန်ရောင်းနေကြလူ9000ပေးတယ်သူ့ကြောင့်4000နဲ့ပေးမယ်အဲ့ဒီလိုမျိုးကျွန်တော် fixed price လေးနဲ့သတ်မှတ်ချင်တာလားဒါမှမဟုတ်ကျွန်တော် formula တွက်ပြီးတော့သတ်မှတ်ချင်တာလား sale price ပုံမှာဘယ်လောက်သူ့ပေးမလဲဒါမှမဟုတ် cost price ပုံမှာသူ့ဘယ်လောက်ပေးမလဲဒီလိုမျိုး formula လေးနဲ့ကျွန်တော် option လေးတွေခွဲပြီးတော့လူချင်းမြင့်လုပ်ငန်းနဲ့အတင်းတော်ဆုံးဒီလမ်းကိုရွေးချယ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျအဲဒီလို price list တွေယူမယ်ခွဲပြီးသတ်မှတ်လို့ရတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ sale order ပေါ့နော် sale order quotation ဖွင့်တဲ့ခါကြာရင်လည်းဘာရှိလဲဆိုတော့ကျွန်တော်တို့မှာsoftware ထဲမှာကျတော့ digital ပေါ့နော် digital sign ထိုးတဲ့ဟာလေးရှိတယ်ဒါကကျတော့လူကြီးမဲ့လုပ်ငန်းကိုပို့ပြီးလွယ်ကူစေတာကကျတော့ကို customer တယောက်ကနေပြီးတော့ကျွန်တော်တို့စီမှာ quotation တွေတောင်းကြည့်တယ်ဒီ PC quotation ဘယ်လောက်ရှိလဲဒီ PC price ဘယ်လောက်ရှိလဲတောင်းကြည့်ပြီးသွားပြီသူကတောင်းကြည့်ရဒီ quotation ကကိုယ့်အတွက်အဆင်ပြေတယ်ပေါ့နော်သူ့အတွက်လည်းအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီ quotation ကိုသူက order လှမ်းလို့တဲ့ခါကျရင် manual လောက်ကြမလို့ပဲねကိုကနေပြီးတော့ customer ကိုပို့ပေးလိုက်တယ်ပေါ့နော် email တစ်စောင်ကနေပြီးတော့သူက sign နေထိုးပေးလိုက်တော့ digital sign ထိုးပေးလိုက်ရင်ကျွန်တော်တို့စီမှာ save order တန်းဖြစ်သွားတာပေါ့နော်အဲဒီလို function လည်းဒီလည်းကျွန်တော်တို့ save ဆိုတဲ့ application ထဲမှာ auto ထဲမှာပါရှိတာဖြစ်ပါတယ်ခင်ဗျဒါကဘယ်နေရာမှာလဲဆိုတော့ဒီမှာ condition နဲ့ကျွန်တော်ဖွင့်ထားတယ်ဒီ condition နဲ့ကျွန်တော်ဝင်လိုက်မယ် remove ဆိုကျွန်တော်တို့ကနေပြီးတော့ဒီမှာဒီ preview လေးနှိပ်လိုက်တဲ့ခါကျရင်ပေါ့နော်customer စီမှာ customer ဘက်မှာပုံမဲ့ပုံစံလေးပေါ့နော်ဒီမှာကျွန်တော်တို့ကဒီအောက်မှာကျွန်တော်တို့ကpay now ဆိုတာလည်းရှိတယ်ဒါကကျွန်တော်တို့ကဒီမှာ order sign ထိုးပြီးတာဖြစ်တဲ့အတွက်တော့ pay now ပေါ့နော်ဘယ်လောက်ပေးမလဲဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင်ဒါက invite ဖြစ်သွားပြီးတာဖြစ်ပါတယ်ခင်ဗျဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်ကနောက်ထပ်ကိုနေတစ်စောင်ထောက်ပွင့်ပြမယ်နောက်ထပ်ကိုနေတစ်စောင်မှာဆိုရင်သူကဘယ်လိုပုံစံမျိုးပြပေးမလဲဆိုတော့ကျွန်တော်တို့ဒီမှာ quotation တစ်စောင်လေးရှိတယ်ကျွန်တော်ဖွင့်လိုက်မယ် preview နှိပ်လိုက်မယ်နေတဲ့အခါကျရင်ကျွန်တော်တို့ကဒီအောက်မှာပေါ့နော် sign and pay ဆိုတာလည်းရှိတယ်ဒီ sign and pay နှိပ်ပြီးတော့ customer ဘက်ကနေပြီးတော့ sign တစ်ခုထိုးပြီးလိုက်တဲ့အခါကျရင်ပေါ့နော် sign တစ်ခုထိုးပြီးလိုက်တဲ့အခါကျရင်တော့ကျွန်တော်တို့ဘက်မှာတခါတည်း sale order တက်ဖြစ်သွားတာဖြစ်ပါတယ်ခင်ဗျအဲဒီလိုပုံစံမျိုးတွေပေါ့နော်ဒီလိုပုံစံမျိုးတွေကျွန်တော်တို့ကနေပြီးတော့တတ်မှတ်လို့ရတာဖြစ်ပါတယ်ဒီလိုပုံစံမျိုးတွေကျွန်တော်ဒီ software ထဲမှာအသုံးပြုလို့ရတာဖြစ်ပါတယ်ခင်ဗျဒါကတော့ order sign ထိုးတဲ့ကိစ္စတွေပေါ့နော်ကျွန်တော် digital sign ထိုးပြီးတော့အလွယ်တကူမိမိလုပ်ငန်းကိုလက်ပတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုကကျတော့ warehouse control လေးပေါ့နော်ကိုမှာက branch ကတစ်ခုတည်းရှိတာမဟုတ်ဘူးเนาะ branch ကခဏကကျွန်တော် slide မှာပြလို့နှစ်ခုသုံးခုရှိတယ်ဆိုရင်ဒီ branch ကိုဘယ်လိုခွဲပြီးတော့အသုံးပြုလို့ရမလဲပေါ့နော်ဒါလည်းအလွယ်တကူအသုံးပြုလို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီမှာကျွန်တော်ညာဘက်ထောက်လေးမှာပေါ့နော်ဒီ Odoo dashboard ထဲမှာညာဘက်ထောက်လေးမှာကျွန်တော် assignment main ဆိုတာလေးရှိတယ်ဒါ main osfer ပေါ့နော်ဒါလေးကျွန်တော်ထောက်လိုက်မယ်ဆိုတော့ကျွန်တော်ခွဲတဲ့ branch လေးရှိတယ်ရန်ကုန် branch ရှိမယ်မန္တလေး branch ရှိမယ်မော်လမြိုင် branch ရှိမှာပေါ့နော်wholesale industry မှာအများစုရှိတာကကြတော့ဟို main office ကတက်တက်ရှိမယ်နောက်သူရဲ့ branch တွေကတက်တက်
ရှိမှာပေါ့နော်ဒီ channel တွေကနေပြီးတော့ဟိုဈေးရောင်းတာတွေရှိမှာပေါ့နော်ဒီလိုပုံစံမျိုးဖြစ်တာဖြစ်တဲ့ branch တွေကိုလည်းအတီးတီးခွဲလို့ရအောင်ဖြစ်ပါတယ်ဒါလည်းအလွယ်တကူပဲကျွန်တော်တို့ကဒီ setting နဲ့ဝင်ပြီးတော့ setting တွေကနေပြီးတော့ဒီမှာ company ဆိုတာလေးရှိတယ်ပေါ့နော် manage company တွေဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဒီ SMEI main နဲ့ပေါ့နော်ကိုမဟို main office တွေမှာရှိတဲ့ဟာတွေဝင်လိုက်မယ်ဒီအောက်မှာတော့ branch လေးရှိတာပေါ့ဒီအောက်ရဲ့ branch မှာကျွန်တော်တို့ကနေပြီးတော့ branch လေးအလွယ်တကူခွဲလို့ရတာဖြစ်ပါတယ် branch ခွဲပွားပြီးဆိုရင်နောက်ထပ် major တစ်ခုရှိတာကကြောင့်ဒီ branch ထဲမှာရော product တွေကိုထပ်ပြီးတော့သတ်မှတ်ရမှာလား pricing ထပ်ပြီးလုပ်ရမှာလားပေါ့နော်ဒီ main branch မှာလုပ်ပြီးသားဟာထပ်ပြီးလုပ်စရာလိုလားပေါ့နော်မလိုပါဘူးခင်ဗျဒါကတော့ကျွန်တော် product တွေရော data တွေအားလုံး data အားလုံးကကျတော့ဒီ main branch မှာရောင်းနေဝယ်တဲ့ data တော့မဟုတ်ဘူးကျွန်တော်တို့ကဒီ product ရဲ့ရှိတဲ့ product နာမည်တွေ product price တွေပေါ့နော်ပြီးတော့ unit တွေဒါတွေကအားလုံးပါရှိတော့မှာဖြစ်ပါတယ်ခင်ဗျဒီ branch တွေမှာပေါ့နော် brand နဲ့ပါရှိတာဖြစ်တဲ့အတွက် Gmail ကဟိုစနစ်3ရုံပဲပေါ့နော် branch တစ်ခုထပ်ခွဲမယ်နောက်ထပ်3ရုံပဲနောက်တစ်ခုနောက်ထပ်3ရုံပဲပေါ့ဒါလိုမျိုးကျွန်တော်တို့ကအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ Odoo ထဲမှာရှိရဲ့ branch တွေခွဲတဲ့ function တစ်ခုဖြစ်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်တို့က stock control နေပိုင်းပေါ့နော် stock control နေပိုင်းမှာဆိုလဲကျွန်တော်တို့ကဘာလေးရှိမလဲဆိုတော့ warehouse အလိုက်ကို control လုပ်ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့က warehouse တွေကိုလည်းတစ်ခုထပ်မကခွဲလို့ရတာဖြစ်ပါတယ်ဒီ configuration တွေက warehouse တွေမှာကျွန်တော်ခွဲတဲ့ warehouse တွေရှိပါတယ်ဒီ main warehouse ရဲ့အောက်မှာပဲကျွန်တော် second warehouse ရှိမယ်ပြီးတော့3ပေါ့နော် third warehouse ရှိမယ်ရော warehouse 3ခွဲရတယ်အဲ့ဒီအောက်မှာကျွန်တော်တို့ကနေပြီးတော့နောက်ထပ်ပေါ့နော်ကိုခွဲတဲ့ branch တွေရဲ့ warehouse တွေကြည့်ရှင်းနေဆိုရင်ကျွန်တော်အလွယ်တကူဒါလေးကို click ပြီးတော့ကျွန်တော်တို့က branch အားလုံးကြည့်ရှင်းတယ်ဒီ branch အားလုံး warehouse တွေကဒီမှာလာပေါ်နေမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုကျွန်တော်ရန်ကုန် warehouse ရှိမယ် Mandalay warehouse ရှိမယ် မော်လမြိုင် warehouse ရှိမှာဖြစ်ပါတယ်ဒီလိုမျိုး warehouse တွေကိုလည်းကျွန်တော်တို့ကနေပြီးတော့ကိုမှရှိတဲ့ warehouse တိုင်းကိုအလွယ်တကူခွဲခြားပြီးတော့ခွဲချမ်းပြီးတော့ကျွန်တော်တို့က control လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျ store ကြည့်တဲ့ခါကျရင်လည်းဘယ် warehouse တွေမှာဘာတွေရှိလဲပေါ့နော်ကျွန်တော် reporting က store တွေဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာဆိုကျွန်တော်တို့ကနေတော့ warehouse တွေကိုဘယ် warehouse ကိုကြည့်ချင်တာလဲပေါ့နော်ကိုက click ထောက်ပြီးတော့ဝင်ကြည့်ရမယ်ခင်ဗျဒီမှာသူပေါ်လာမှာတော့ဘယ် warehouse တွေမှာဘာရှိလဲဘယ် warehouse တွေမှာဘာရှိလဲပေါ့နော်ဘယ်လောက်ရှိလဲဘယ်ပစ္စည်းဘာရှိလဲဆိုတာကိုကိုကနေပြီးတော့တနေရာတိုင်းအောင်ပဲတစ်ချိန်တိုင်းအောင်ပဲ warehouse အားလုံးကို check လုပ်လို့ရမှာဖြစ်ပါတယ်ဒါ manage ပိုင်းအတွက်အရန်ကိုကောင်းမွန်တဲ့ smooth ဖြစ်တဲ့ကျွန်တော် function လေးဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကကြတော့ကျွန်တော်တို့မှာဘာတက်ရှိလို့မယ်ဆိုတော့ကျွန်တော်တို့ကဒီ product category နဲ့ပတ်သက်ပြီးတော့ကျွန်တော် 54 တွေကိုကျွန်တော်တို့မှာ automation ပေါ့နော်ခဏကျွန်တော်ပြောလဲ stock valuation တွက်တာပေါ့နော် stock valuation တွက်တာလည်းကျွန်တော် software တွေမှာရှိပါတယ်ခင်ဗျဒါကကျတော့ဘာအသုံးပြုလဲဆိုတော့ကျွန်တော် stock တစ်ခုကိုဝယ်လိုက်ပြီး stock တစ်ခုကိုရောင်းလိုက်ပြီးဆိုရင်ပေါ့နော်ပစ္စည်းတစ်ခုဝယ်လိုက်ပစ္စည်းတစ်ခုရောင်းလိုက်ပြီးဆိုရင်ဒီပစ္စည်းရဲ့တန်ဖိုးကဘယ်လောက် valuation ထိသွားလဲဘယ်လောက် valuation ရသွားလဲဘယ်လို valuation ဟိုဟာနှုတ်သွားလဲပေါ့နော်ဒါကိုကျွန်တော် control ဖို့အတွက်ကျွန်တော် software ထဲမှာပါရှိလဲဆိုတော့ကျွန်တော် setting နဲ့ဝင်လိုက်မယ် setting ထဲမှာကျွန်တော် automatic accounting ဆိုတဲ့ function လေးရှိပါတယ်ခင်ဗျ automatic accounting ပေါ့နော်ဒီ function လေးရှိပါကျွန်တော်က on ပြီးတာပေါ့နော်ဒီမှာ stock valuation ကို control လုပ်လို့ရတဲ့အပိုင်းမှာဒီ control ကကြတော့ဘယ်တဲဝင်လာလဲဆိုတော့ကျွန်တော်နောက်ဆုံး financial report အထိပေါ့နော်ဘယ် report ထဲဘယ် function ဟိုကျွန်တော်ဘယ် account ထဲမှာဘယ် chart account ထဲမှာကောပေါ်ချင်လဲ stock valuation ကို cost of goods ဆိုတဲ့မှာပေါ်ချင်တာဒါမှမဟုတ်ရင်သူတည်တဲ့တတ်မှတ်တဲ့ chart account ရှိတာလားပေါ့နော်ဒီလို account မှာကော balance sheet ကြည့်ရှင်းတာလား profit loss ကြည့်ရှင်းတာလားပေါ့နော် current asset ကြည့်ရှင်းတာလားဒီလိုပုံစံမျိုးကျွန်တော်တို့ကနေပြီး stock valuation ကိုထုတ်လို့ရတဲ့အပိုင်းလေးရှိတာဖြစ်ပါတယ်ခင်ဗျဒါကလည်းအလွယ်တကူကျွန်တော်တို့ကနေပြီးတော့ဒီပေါ့နော်ကျွန်တော် product category တွေဝင်ပြီးတော့ဘယ် category အတွက်ကိုကနေပြီး control လုပ်ချင်တာလဲပေါ့နော်ကျွန်တော်ကဒီ all series တွေဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီ valuation ဆိုတဲ့နေရာလေးမှာပေါ့နော်ကျွန်တော်တို့ကဒီ manual က automatic လား manual ဆိုရင်တော့ကျွန်တော်တို့ကဒီ software ထဲမှာရှိပြီးသားအတိုင်းပဲသူက profit loss ကိုတိုင်းဆင်းသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီ automatic ဆိုရင်တော့ကျွန်တော်တို့ stock valuation တစ်ဆင့်ခံပြီးတော့ဘယ် expand income ကဘယ်ထဲဝင်ချင်တာလဲဘယ်ကောက်ထဲဝင်ချင်တာလဲ expand ကဘယ်ကောက်ထဲဝင်ချင်တာလဲပေါ့ဒီလိုမျိုးကျွန်တော် financial နောက်ဆုံး accounting ကျွန်တော်စရင်းချုပ်တဲ့အထိကိုဒီ valuation ကိုထိန်းလို့ရတာဖြစ်ပါတယ်ခင်ဗျဒါကတော့ Odoo ထဲမှာနောက်ထပ်ပါရှိတဲ့ powerful ဖြစ်တဲ့ feature တစ်ခုဖြစ်ပါတယ်ဒါကလည်းအကိုဟို Gmail လုပ်ငန်းအတွက်ပို့ပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်ခင်ဗျဒီ stock valuation ဆိုတဲ့ automatic accounting ဆိုတဲ့ feature လေးอ่ะပေါ့နော်ဆိုရင်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ခဏကပြသလိုပဲပေါ့နော်ခဏကကျွန်တော် slide ထဲမှာပြသွားရင်နောက်တစ်ခုကကျွန်တော် analytic accounting ဆိုတဲ့ဟာလေးပေါ့နော် analytic accounting ဆိုတော့ကကြတော့ဒီလိုမျိုး branch တွေခွဲထားတယ်ဆိုရင်ပေါ့နော်ကိုလူကြီးမှဒီ branch တွေရှိတယ်ဆိုရင်ဒီ branch တစ်ခုအတွက်သူ့ရဲ့အသုံးစရိတ်တွေသူ့ရဲ့ budget management တွေကိုကသိချင်တယ်ဒီ monthly အတွက်လည်းဒီ monthly branch အတွက်ဆိုတဲ့ monthly branch တွေသူ့ရဲ့ budget ဘယ်လောက်သုံးထားတစ်နှစ်တာတစ်လစာတော့ကျွန်တော် expand တွေကိုကိုကတနေရာထဲမှာကြည့်ချင်တယ်တနေရာထဲမှာလည်းကိုက report တွေဆွဲထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကအဲဒီ analytic accounting ဆိုတဲ့ဟာလေးကိုသုံးမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီဟာလည်းပို့ပြီး powerful ဖြစ်တဲ့ feature တစ်ခုပါခင်ဗျဒါကကျတော့ကျွန်တော်ဗမာသုံးရတယ်ဆိုတော့ပေါ့နော်ကျွန်တော်ဒီ accounting ထဲမှာကျွန်တော်တို့ကဒီမှာဒီ analytic account ဆိုတဲ့နေရာမှာနော်ဒါ account လေးသတ်မှတ်ထားပေးလို့ရမယ်ဘယ် branch ဘာ account လဲ project အတွက်လား department အတွက်လား internet အတွက်လားပေါ့နော်ဒါတွေကိုကနေပြီးတော့ account လေးသတ်မှတ်ထားပေးလို့ရမယ်သတ်မှတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကနေပြီးတော့ပစ္စည်းတစ်ခုဝယ်တဲ့အခါဒါမှမဟုတ်ရောင်းတဲ့အခါ sale order လုပ်ပြီးတဲ့အခါကျရင်ဒီ analytic accounting ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်
အမှဆိုကျွန်တော်ကဒီကောင်လေးကိုကျွန်တော် invite လုပ်လိုက်မယ် create invite လုပ်လိုက်မယ်ဒီမှာကျွန်တော်ခဏပြတဲ့ payment တွေပေါ့နော်ဒီ payment ဆိုမှာ down payment ရှိမယ် down payment percentage နဲ့ပေးလို့ရမယ် fixed amount နဲ့ပေးလို့ရမယ် customer ကနေပြီးပေါ့နော်ကျွန်တော်ဝင်ကူတာ invite နဲ့ပဲပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျပြီးသွားရင်ကျွန်တော်တို့ကဒီနားလေးမှာပေါ့နော် analytics ဆိုတဲ့ဟာလေးပေါ်ရတယ်ခင်ဗျကျွန်တော်အင်္ဂလိပ်ပြမယ်နော်ဒီ analytics ဆိုတဲ့ဟာလေးကကြတော့ဘာကိုသွားပြောရလဲဆိုတော့ခဏကကျွန်တော်ပြတဲ့ feature လေးပေါ့နော်ဒီပစ္စည်းဝယ်လိုက်တယ်ဒီပစ္စည်းကဘယ်ဌာနကအဝယ်လိုက်တာလဲဘယ်ဌာနရောင်းစေးဌာနရောင်းနေတာလားဒါဆိုရင်ကျွန်တော်တို့ကနေစေးဌာနအတွက်တီးတန် budget ဘယ်လောက်ရှိတယ်တစ်လတာကိုကြည့်ရှင်းနေဆိုရင်ဒီလိုကျွန်တော်တို့ကဒီနားလေးမှာ department ဆိုတဲ့နေရာမှာကျွန်တော်ဘာ department လဲ finance department ကလားဒါမှမဟုတ် commercial marketing ကလားပေါ့နော် production ဘက်ကလားဒီလိုမျိုးကျွန်တော်တို့ကနေပြီးတော့ analytics accounting နဲ့တုံးပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုကျွန်တော်ကနေပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကအတက်ကောက်တစ်ခုယူလိုက်မှာပေါ့နော်အဲဆိုကျွန်တော်တို့ကအတက်ကောက်ယူလိုက်မယ်ပြီးကျွန်တော်တို့ကဒါလေးကို play လိုက်မယ်ဆိုရင်တော့ analytics accounting နဲ့မှာဒီလို function လေးနဲ့ဝင်သွားမှာဖြစ်ပါတယ်အဲ့ဒီဟာကိုကျွန်တော်ပုံမှန်သွားကြည့်ရမှာလဲဆိုတော့ကျွန်တော်ကဒီ accounting တွေက report ပေါ့နော်ကျွန်တော်ကဒီ balance sheet report မှာဖြစ်ပေါ့နော် balance sheet report ကြည့်တဲ့အခါကျရင်ကျွန်တော်ဒီမှာ analytics ဆိုတာလေး feature လေးရှိတယ်ဒီ analytics တွေမှာခဏကိုကြည့်ရှင်တဲ့ဟာလေးကိုပေါ့ကိုကရွေးလိုက်ရုံပဲပေါ့နော်ခဏကျွန်တော် plan ကြည့်တာလဲပြီး internet department ကြည့်တာလဲအဲ့ဒါဆိုကျွန်တော်တို့ကနေပြီးတော့ဒီမှာဒီ internet department ကနေပြီးတော့ဒီ account ထဲမှာဘာရှိလဲပေါ့နော်ဘယ်လောက်ကိုရောင်းထားလဲဘယ်လောက်ဝယ်ထားလဲဒါလေးကိုကျွန်တော်တို့ကနေပြီး analytics ဆိုတဲ့ feature လေးနဲ့တုံးပြီးတော့ခွဲကြည့်လို့ရဖြစ်ပါတယ်ကွာဒီမှာဆို branch ကကြတော့ main brand တစ်ခုတည်းမဟုတ် brand 3-4ခုကွာကျွန်တော်ရွေးထားပြဒီ brand 3-4ခုစာကိုတစ်ခါတည်းကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော် analytics ဆိုတဲ့ analytics accounting ဆိုတဲ့ပေါ့နော် accounting function ထဲမှာ feature ကို forward ပြတဲ့ feature လေးတစ်ခုဖြစ်ပါတယ်ခင်ဗျဒီလို branch လေးခွဲမယ် multi company တွေတုံးမယ်ဆိုရင်ပို့ပြီးတော့အသုံးဝင်တာဖြစ်ပါတယ်ပို့ပြီးတော့လေကိုတက်လုပ်ငန်းအတွက်လည်းပို့တတိယရောက်ပေါ့နော် finance နဲ့ပတ်သက်ပြီးတော့တတိယရောက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါလေးတွေကတော့ကျွန်တော်ဒီ wholesale industry မှာပေါ့နော်ဒီကအသုံးဝင်မယ်ပေါ့နော် powerful ဖြစ်တဲ့ Odoo မှာရှိတဲ့ feature လေးတွေကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျနောက် video မှာလည်းကျွန်တော်ကနေပြီးတော့နောက်ထပ် industry တွေနောက်ထပ် powerful ဖြစ်တဲ့ feature တွေအတွက်ကိုနောက်ထပ် video လေးတစ်ခုထုတ်လုပ်မှာဖြစ်တဲ့အတွက်အားလုံးစောင့်မျှော်ဖို့ဒီမှာလေးပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်